ထူးဆန်းတဲ့ကျက်ပြန်ကတခြားမဟုတ်စားတယ်အိုးမင်းမို့ကျက်ပြန်ကတာစားအိုးမင်းအားမလို့တယ်ထူးဆန်းတဲ့ကျက်ပြန်ပွဲဆိုတာဒီကျက်ပြန်စားတယ်အိုးမင်းဖြစ်နေတယ်အားကြောင့်မလို့ထူးဆန်းတဲ့ကျက်ပြန်ပွဲကြီးတယ်ဘာသာရတော့လက်ရှိချိန်ကြီးတော့ပြန်သေးဘူးဗျာနော်ဘယ်ကတော့ရာယုံနဲ့ပုံမင်းတွေကပွဲတစ်ချောက်တင်မှာပြီးတော့ဒီနေ့အညီကိုထူးဆန်းတယ်နော်ကျွန်တော်ဟိုနေ့ကတင်လာတဲ့ပြင်ညာအရှိန်နဲ့ဒီမန္တလေးဂျာကြီးတို့တွေပွဲတွေပြင်ဖြစ်တယ်ဗျာနော်ဟိုဘက်ကကျော်မျိုးအောင်ရဲ့ဂျွန်စောရဲ့ပြင်ညာရဲ့ဒီဘက်ကဂျာကြီးရဲ့အဲ့ဒီစမကကဒုံးလေးရဲ့နောက်တစ်တယောက်ဘလူးသူဘလူးအဲ့ကဘာမှမဟုတ်ပဲနဲ့ရှုံးနေရှုံးသွားမှာနှစ်ပတ်လုံးကဟိုလက်ဆက်တော့ပြည့်ရှိနေတယ်ဖြစ်တဲ့ပွဲကချိုခိုက်လည်းခောက်သွားမှာအဲ့လိုမျိုးလေးရှိတယ်နော်အခုကလည်းလိုက်ကောက်ကိုမင်းလိုက်ကောက်နေရတယ်နော်ကိုမင်းလိုက်ကောက်နေရတယ်လောလောဆယ်ဒါတော့စပွန်ဆာတွေညှိရတယ်ပြောမှာနော်စပွန်ဆာကြီးဒါဒီကတည်ကြီးမများတော့ပြန်နော်ကိုမင်းကဲအမကြီးရေးပြန်နော်တသိန်းကြီးကဲစပြီးတော့ရေးရကိုမင်းကစရေးပြီပြန်နော်တသိန်းကိုမင်းကစတသိန်းရေးပြန်နော်1 2ဒါအရင်နောက်တသိန်းတော့စာမေဥပင်းပြန်နော်နေလေးထူးစမ်းတာစာမေဥပင်းပြန်နော်နောက်တစ်သိန်းနဲ့ခေါ်ပြန်ပြီပြန်နော်နောက်တစ်သိန်းနဲ့ဒါသူတို့တွေဖွဲ့နေရတော့ဒီမှာတောက်ချောင်းကြည့်နေရတော့မြင်ရတယ်ဗျနော်အများနဲ့လို့ပဲမြင်နေရတယ်โอเคဒါတော့အာပီတူးလေးတွေပါဗျနော်အဲ့လိုပြီးတော့ဆောရနော်တောင်းမယ်ဒီမဲကကျွန်တော်ဟိုသူတို့တဲဝဲယူစောင်းမြောင်နေတဲ့လူတွေဒါဒီကွင်းထဲမှာဘာပွဲတွေရှိနေတယ်ဘာပွဲရှိနေကြည့်အောင်လည်းလိုက်ပြလိုက်ပါဒါကျွန်တော်တို့ဆရာတွေခက်နေတဲ့ပွဲပါဗျာနော်အားလုံးကလောလောဆယ်တော့ဒီကြီးတော့သူတို့ပွဲစရင်းနေပြီဗျာနော်